လောကကြီးတဲ့တွေ့ကြုံခံစားဒုက္ခခဲခဲများကိုယ်လည်းကြီးလို့ပြန်လာတွေကြီးလုံးလေလောကကြီးရဲ့ထက်မှကျွန်တော်တန်ရှင်နေတယ်မုန်တိုင်းထက်မှကိုယ်တော်သူရှိလောကဘယ်မှာရှိတဲ့သူတဲ့ကျွန်တော်ဘယ်မှာရှိတဲ့သူကနိုင်ကြီးမျက်လုံးပါနေနိုင်ကြီးမျက်လုံးပါနေဆိုရင်တော့ဘူးဘေးရာကိုပါတန်တရားလည်းမရှိဘူးကိုတော့ရဲ့ဒီတော်များမပြတ်ဘူးကိုရောရှင်ကဒီတော့တိုင်းကိုတော့တဲ့နိုင်နေယုံကြည်စိတ်ချနေတဲ့